Hi guys, good morning. မင်္ဂလာပါရှင်ဒါကတော့ကြောက်ဖယုံသီးပါကြောက်ဖယုံသီးကိုလေးဆေးပြီးဒီလိုပိုင်းပြီးမှမခင်ကတော့တခွားသီးလေးလည်း add လိုက်ပါတယ်နော်ဒါကိုမခင်ကဒီမှာဖြော်ရည်ကျိတ်ဆက်နဲ့ကျိတ်ပါမယ်ဒီလိုလေးအရေးတက်အဖက်တက်ထွက်တဲ့ကျိတ်နဲ့ကျိတ်ဆက်နဲ့ကျိတ်ပြီးသွားပြီပေါ့နော်တကယ်ချင်းတို့ရေသူကကျမရေးအတွက်လေးတကယ်ချင်းတို့ရေရန်ကောင်းပါတယ်အသားအရည်လာလားဆိုတာပြောစရာမလိုစပင်ရှည်မြန်တယ်အတွင်းထဲကကြောက်ကတ်တွေပါတွေလည်းစီးပြီးတယ်သူကလေကြောက်ဖယုံသီးရလေကြောက်ကတ်မကောင်းတဲ့သူတွေတောင်စားရလေနော်ဟောမခင်ကအယောင်လာအောင်လို့တခွားသီးလေးပါနဲ့ရောလိုက်တာအရသာလေးကလည်းကောင်းတယ်မခင် recommend လုပ်ပါတယ်ဘာလို့လဲဆိုတော့မခင်ကအမြဲတမ်းတောက်တယ်တစ်ပတ်3ရက်လောက်တော့မမေ့အောင်လေကြိုးစားပြီးတော့တောက်တယ်အသားရည်လာလားဆိုတော့မခင်ပဲကြည့်စပင်ကောင်းတယ်စပင်ရှင်းမြန်တယ်စိတ်တောက်နော်